အတ္တနာသောတယတနာပฏิမန္တေထအတ္တနာအတ္တနာမိမိဒီပင်နဲ့အတ္တနာမိမိကိုယ်ကိုသောတကသောတယသောတကတက်လောတဲ့ကိုသောတကတက်ပါတဲ့ဒီစကားလေးကနားလည်ဖို့လိုတယ်နော်ကိုသောတကတက်ရမယ်တဲ့တော့သောတကတက်တယ်ဆိုတာဘာလဲနော်သောတကတက်တယ်လို့သုံးကြတာရှိတယ်နော်သောတကကများသောအားဖြင့်သူများကိုတက်ကြတာပေါ့မင်းဒီလိုလုပ်တာကောင်းလားဒီလိုပြောတာကောင်းလားတကယ်တမ်းကသောတကတက်တယ်ဆိုတာသူ့ရဲ့အပြစ်ကိုထောက်ပြပြီးတော့ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့အကြောင်းပြချက်တောင်းတာဟုတ်တယ်မဟုတ်လားတစ်ဖက်လူရဲ့အပြစ်ကိုထောက်ပြပြီးတော့နော်ဘာကြောင့်ဒီလိုလုပ်ရတာတုံးဘာကြောင့်ဒီလိုပြောရတာတုံးလို့ခိုင်မာတဲ့အကြောင်းပြချက်ပေးလို့တောင်းတာနော်ယုံသုံးဝါဒနဲ့ပြောရမယ်ဆိုရင်တော့ထုရည်လွာတောင်းတယ်လို့လည်းဆိုနိုင်မယ်ထင်တယ်နော်သောတကတက်တယ်ဆိုတာအဲ့ဒါမြတ်စွာဘုရားကကိုပြန်ပြီးတော့သောတကတက်ပါတဲ့မင်းဒီလိုလုပ်တာကောင်းလားဒီလိုနေတာထိုင်တာကောင်းလားဒီလိုတွေးတာကြံလားကောင်းလားဘာကြောင့်ဒီလိုလုပ်ရတာလဲဘာကြောင့်ဒီလိုပြောရတာလဲဘာကြောင့်ဒီလိုတွေးရတာလဲကိုဘာလုပ်ရမှာတော့သောတကတက်ရမယ်တဲ့နော်ဒီအဆုံးအမကတော်တော်လေးစဉ်းစားကြရကောင်းတဲ့အဆုံးအမတခြားမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒနဲ့သိပြီးတော့မသက်ဆိုင်တဲ့အဆုံးအမမျိုးတွေထဲမှာဒီအဆုံးအမမျိုးတွေ့ရဖို့မလွယ်ပါဟုတ်တယ်မဟုတ်လားကိုသောတကတက်ရမယ်ဆိုတော့အံ့အောင်ဩစရာကောင်းတယ်ညာသဖြင့်လူတွေကသူများကိုပဲသောတကတက်ကြတယ်ကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့ကောင်းမွန်ခြင်းတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အစစ်မြင့်ခြင်းတယ်ဆိုလို့ရှိရင်ကိုသောတကတက်ရမယ်ပြီးတော့ဗာဆက်ပြောတာတော့ပฏิမန္တေထအတ္တနာတဲ့ကိုစုံစမ်းမှစစ်ဆေးပါတဲ့နော်ကိုယ့်ရဲ့အခြေအနေမှန်ကိုသိအောင်ကိုစုံစမ်းရမယ်စစ်ဆေးရမယ်ငါကဘယ်လိုငါလဲပေါ့ငါမှာကောင်းတာတွေဘယ်လောက်ရှိလဲမကောင်းတာတွေဘယ်လောက်ရှိလဲကောင်းတာတွေဘယ်လိုလုပ်ဖြစ်လဲမကောင်းတာတွေဘယ်လောက်လုပ်ဖြစ်လဲအခြေအနေမှန်ကိုသိအောင်အောက်ရှင်ကိုအထင်ကြီးတာမျိုးသို့မဟုတ်အထင်သေးတာမျိုးလွယ်မှားမှုရှိတတ်တယ်ရမ်းပြီးတော့ကိုကစိတ်ကူးနဲ့တွေးထားတာတွေကတည်တည်ချာချာစုံစမ်းစစ်ဆေးတာမျိုးမဟုတ်တဲ့အတွက်ကြောင့်အဖြစ်မှမဟုတ်ဟုတ်လားဒါကြောင့်ကိုတိတိကျကျကိုဟာဘာလဲဆိုတာကိုသိဖို့လိုအပ်တယ်ပေါ့အဲ့ဒါကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာအသုံးပြုရမယ်နည်းလမ်းတစ်ခုပဲနော်ဒီနည်းလမ်းနှစ်ခုသောတကတက်တာရဲ့စုံစမ်းတာရဲ့မတူဘူးနော်သောတကတက်တယ်ဆိုတာကနည်းနည်းပို့ပြီးတော့ပြင်းထန်မယ်လို့ထင်တယ်နော်ကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာပို့ပြီးတော့သူကပြင်းထန်တဲ့နည်းလမ်းတစ်ခုနော်ဒါကကိုယ့်ရဲ့အခြေအနေမှန်ကိုသိပြီးတော့မှနော်ဒီလိုလုပ်တာကောင်းလားဒီလိုနေတာထိုင်တာကောင်းလားဒီလိုအခြေအနေမျိုးနဲ့ဒီလိုကြီးနေပြလိုက်တာကောင်းသလားလို့သောတကတက်တာထိတ်လန့်မှုကိုရသွားစေတယ်ဟုတ်လားဒါစိတ်ပိုင်းဆိုင်ရာကြိုးစားအထောက်အမဲ့နည်းလမ်းနေလို့ဆိုနိုင်တယ်နော်ဒါကြောင့်မြတ်စွာဘုရားနံပါတ်1ကိုသောတကတက်ပါနံပါတ်2ကိုစုံစမ်းမှာအဖြစ်မှန်သိအောင်လုပ်ပါအဲ့ဒါလို့ဆိုရင်ဘာဖြစ်လာမှာတော့တဲ့သောအတ္တဂုဏတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိကိုစုံစမ်းတဲ့ပုဂ္ဂိုလ်ကိုသောတကတက်တဲ့ပုဂ္ဂိုလ်ဟာတတိရှိလာလိမ့်မယ်တဲ့မမေ့လျော့အပ္ပမာဒနဲ့နေတာထိုင်တာတွေများလာမယ်ပေါ့ဟုတ်တယ်ဒါကအလွန်ဆက်ဆက်မှုရှိတယ်နော်ကိုစုံစမ်းမယ်ကိုအခြေအနေမှန်ကိုသိတယ်ဆိုရင်ငါဓာတ်တက်တော့ပူပြီးတော့တို့လုံအောင်မှဖြစ်မယ်နော်ကိုသောတကတက်လာလို့ရှိရင်ကိုကျင့်တတ်စရာတွေသိမရသေးဘူးဒါကြောင့်ကျင့်တတ်စရာရအောင်လုံအောင်မှဖြစ်မယ်ဒီအတွေ့ကဆက်ပြီးတော့နော်မြင်မာတဲ့ဘက်ကိုရောက်ဖို့အတွက်ဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့တော့ကိုမြင်မာခြင်းနဲ့ကောင်းမွန်ခြင်းနဲ့ဆိုရင်တကယ်ကတတိနဲ့ပဲနေကြရမှာအပ္ပမာဒနဲ့ပဲနေကြရမှာနော်တတိမပါဘဲနဲ့အပ္ပမာဒမပါဘဲနဲ့မြင်မာတဲ့အနေအထားကိုမရောက်နိုင်ဘူးကျင့်တတ်စရာကောင်းတဲ့အနေအထားကိုမရနိုင်ဘူးဒါကြောင့်ကိုသောတကတက်ပါများပြီစုံစမ်းမှများပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တတိတွေများလာမယ်အပ္ပမာဒနဲ့နေတဲ့ကာလတွေများလာမယ်သောအတ္တဂုဏတတိမာအဲ့ဒီပုဂ္ဂိုလ်တတိရှိပြီးတော့အတ္တဂုဏအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာလုံခြုံလာလိမ့်မယ်တဲ့နော်အကြောင်းအကျိုးဆက်ဆက်မှုအရင်အားကောင်းတယ်နော်
တတိရှိလာလို့ရှိရင်ဘာဖြစ်လာမလဲလုံခြုံလာမယ်တဲ့သူ့ရဲ့စိတ်ကမိမိခန္ဓာမှာခုတရားဓမ္မတို့ကြိုးစားအထောက်နေတဲ့တတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်အရာဖြစ်တိုင်းသောသဘာဝတရားတွေရဲ့ပုံမှာစွမ်းအားရှိသမျှဝိရိယကိုထုတ်ပြီးတော့တတိကိုစင်ဆက်မပြတ်ထားနိုင်အောင်ကြိုးစားရအောင်နော်အဲ့လိုတတိထားနေတဲ့အချိန်မှာကိုတတိထားမိတာကရုပ်ပိုင်းဆိုင်ရာလည်းဖြစ်ကောင်းဖြစ်မယ်ဝေဒနာပိုင်းဆိုင်ရာလည်းဖြစ်ကောင်းဖြစ်မယ်ဘာပဲဖြစ်ပါတတိထားလိုက်မိတယ်တတိရှိနေတယ်ဆိုရင်တော့အဲ့ဒီအချိန်မှာဒီစိတ်ဟာလုံခြုံမှုရှိတယ်လုံခြုံမှုရှိတဲ့အတွက်ကြောင့်ဆွဲမဲ့မှုဆိုတဲ့ຢာကရန်သူလည်းဝင်လို့မရဘူးစိတ်တိုင်းမကြမှုလို့ဆိုတဲ့ဒေါသရန်သူလည်းဝင်လို့မရဘူးအဲ့တော့စိတ်ကလုံခြုံတယ်ဘာလို့လုံခြုံတာတော့တတိကကာကွယ်စောင့်ရှောက်မှုပေးထားလို့တနည်းအားဖြင့်တတိရှိနေလို့မကောင်းတာဟာစိတ်ထဲကိုဝင်လို့မရဘူးအဲ့ဒါကိုစိတ်ကလေးလုံခြုံတယ်လို့ပြောတာနော်စိတ်ထဲမှာဆွဲမဲ့မှုသို့မဟုတ်မကြည်နပ်မှုတစ်ခုခုစိတ်တိုင်းမကြမှုဖြစ်နေတယ်ဆိုရင်ဒီစိတ်ဟာလုံခြုံမှုမရှိလို့ရန်သူကဝင်ပြီးတော့တင်တယ်လို့မှွေနှောက်နေတာပေါ့နော်အဲ့တော့လုံခြုံမှုမရှိတဲ့စိတ်လုံခြုံမှုရှိတဲ့စိတ်ဆိုတာကိုနားလည်ဖို့လိုတယ်ဟုတ်လားစိတ်ထဲမှာယုံညံ့တဲ့အတွေးတစ်မျိုးမျိုးဖြစ်နေတယ်ဆိုရင်စိတ်ကမလုံခြုံဘူးနော်ဒါကြောင့်စိတ်လုံခြုံနေဆိုတဲ့စကားကိုစိတ်ထဲမှာဘာကိလေသာမှမရှိဘူးတန်ရှင်းတဲ့သဘောစင်ကြယ်တဲ့သဘောမြင့်မြတ်တဲ့သဘောလေးနဲ့တကယ့်ကိုတိတ်ခါရှိဖြစ်နေတဲ့အနေအထားမျိုးလေးကိုဒါစိတ်လုံခြုံတယ်လို့ဒီလိုနားလေရမှာဟုတ်လားအဲ့ဒါဘာရှိမှစိတ်လုံခြုံမှာတော့တတိရှိမှစိတ်လုံခြုံပဲတတိကတော့ဒီဒေသနာရပြောမယ်ဆိုရင်ဘာရှိမှရှိမှာတော့ကိုကိုစောရကတက်ပါများမှကိုကိုစုံစမ်းမှများမှကိုကိုစစ်ဆေးပါများမှအပမာဒအားကောင်းပြီးတော့တတိရှိလာမယ်ဆက်နေတယ်နော်အဲ့ဒါလိုတတိရှိလို့ကိုယ်စိတ်ကလေးကလုံခြုံလာပြီဆိုရင်ဘာဖြစ်မလို့တဲ့နော်သောအတ္တကုဋ္ဌတတိမှာဒုက္ခံဘိက္ခုဝိဟာဟိတိတတိရှိလို့စိတ်လုံခြုံပြီဆိုလို့ရှိရင်ဒုက္ခံချမ်းသာဝိဟာဟိတိနေရပါလိမ့်မယ်တဲ့ဟောဒါကလိုလားအပ်တဲ့အကျိုးကျေးဇူးပေါ့နော်တတ္တဝါတိုင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းပြီးတော့ချမ်းသာနေလိုကြတာကြီးပါပဲဟုတ်လားသို့တော့နေလိုပေမဲ့လို့လည်းပဲချမ်းသာတဲ့အကြောင်းရှိမှလည်းပဲချမ်းသာမှာကိုဟုတ်တယ်မဟုတ်လားအဲ့တော့ချမ်းသာတဲ့အကြောင်းကဘာလဲစိတ်ချမ်းသာတဲ့အကြောင်းကဘာလဲစိတ်လုံခြုံမှုရှိမှစိတ်ချမ်းသာမှာတနည်းအားဖြင့်ဒီစိတ်ကိုနှိပ်စက်မဲ့ရန်သူမရှိမှစိတ်ကချမ်းသာမှာဒီစိတ်ကိုပင်ပန်းအောင်လုပ်မဲ့အရာမရှိမှဒီစိတ်ကတက်တာမှာနော်ဒီစိတ်ကိုပူလောင်အောင်လုပ်မဲ့အရာမရှိမှဒီစိတ်ကအေးချမ်းမှာပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တူတူလေးနဲ့လိုရင်းရောက်တဲ့ဂါထာလေးပဲလို့ဒီလိုလည်းပဲနားလည်လို့ရတယ်နော်ကိုစောရကတက်ပါကိုစုံစမ်းစစ်ဆေးပါဒါဆိုလို့ရှိရင်အပမာဒအားကောင်းပြီးတော့တတိမြဲလာတဲ့အတွက်ကြောင့်တင့်ရဲ့စိတ်ဟာလုံခြုံလာပါလိမ့်မယ်လုံခြုံလာပြီဆိုလို့ရှိရင်ကိုမျောမှန်းတဲ့ချမ်းသာဟာအနည်းနဲ့အများဆိုသလိုရလာလိမ့်မယ်ဒါရိုးရိုးလေးနားလည်ရပါနော်ဒါကကိုယ်စိတ်ကိုချမ်းသာအောင်ကောင်းမွန်အောင်ကြိုးစားအထောက်တဲ့နိလန်ပေါင်းများစွာတဲ့ကမြတ်စွာဘုရားပေးထားတဲ့နိလန်တစ်ခုလက်တွေ့အသုံးချကြည့်ပေါ့နော်ကိုစောရကတက်ပါကိုစုံစမ်းစစ်ဆေးပါဒါဆိုလို့ရှိရင်တတိရှိလာပြီးတော့စိတ်ကလေးလုံခြုံပါလိမ့်မယ်ဒါဆိုရင်ချမ်းသာနေရပါလိမ့်မယ်တဲ့တော်တော်ကောင်းတယ်နော်ဒီကထာလေးအဲ့ဒါမြတ်စွာဘုရားဘာကြောင့်ဒီကထာကိုဟောတာတော့ဒီကထာလေးဟောရခြင်းရဲ့အကြောင်းနဲ့အကြောင်းနေတဲ့ဝတ္ထုလေးနဲ့ဆက်ပြီးတော့ပြောရင်ပို့ပြီးတော့ဒီကထာလေးရဲ့အဓိပ္ပာယ်လေးကပို့ပြည့်စုံသွားမယ်ပေါ့မြတ်စွာဘုရားလက်ထက်ကနင်္ဂလမထေဆိုတာရှိတယ်နင်္ဂလဆိုတာဗမာလိုထွန်တုံးလို့အဓိပ္ပာယ်ရတယ်သူကလူဘဝတုန်းကအလွန်ဆင်းရဲတယ်နော်ဆွေမရှိမျိုးမရှိမိသားစုဝင်မရှိသူများအိမ်မှာကပ်ရနေပြီးတော့နော်သူများရဲ့လေကိုအငှားအထွန်မှသာလျှင်ထမင်းစားရတဲ့ဘဝပေါ့နော်အလွန်ဆင်းရဲတဲ့ဆင်းရဲသားတစ်ယောက်အဲ့ဒါတနေ့တော့အစွန်းနွမ်းလေးဝတ်ပြီးတော့အဲ့ဒီထွန်တုံးထမ်းပြီးတော့သူလဲထွန်ထွက်မယ်ပေါ့နော်အဲ့ဒါလမ်းမှာယဟန်တော်တစ်ပါးနဲ့တွေ့တယ်အဲ့ဒီယဟန်တော်ကသူ့ကိုလည်းပဲမကြာခဏတွေ့နေပုံရပါတယ်ဒါကြောင့်တနာမှုရှိတယ်မေတ္တာကရုဏာအားကြီးတဲ့ယဟန်တော်လို့လည်းဆိုနိုင်တယ်အဲ့ဒီတကားကိုတွေ့တော့ဘာပြောတုံဆိုတော့တကားတဲ့မင်းဒီလောက်ဆင်းရဲနေတာယဟန်ပြုပါလားအဲ့တော့သူကဘာပြန်ပြောရှာတော့ဆိုတော့ရှင်ဘုရားတဲ့တပည့်တော်လောက်ဆင်းရဲတဲ့လူကိုဘယ်လိုယဟန်ကယဟန်ပြုပေးမှာတော့သူ့မှာသင်္ကန်းတို့ဘာလို့တောင်းရှိတာမဟုတ်ဘူးအဲ့တော့အဲ့ဒီယဟန်တော်ကမင်းသာယဟန်ဝှစ်ချင်တဲ့စိတ်ရှိခဲ့မယ်ဆိုလို့ရှိရင်ငါမင်းကိုယဟန်ပြုပေးမယ်အဲ့ဒါနဲ့သဘောတူညီမှုရပြီးတော့ကျောင်းတော်လိုက်သွားတာအဲကျောင်းဘဝရောက်တဲ့အခါကျတော့ထမ်းလာတဲ့ထွန်တုံးကြီးကိုကျောင်းဘဝကတစ်ပင်တစ်ပင်မှာထောင်ထားတယ်
ထောက်ထားပြီးတော့ကြောင်းတဲ့စီဆက်လိုက်သွားပြီးတော့သူ့ကိုအဲ့ဒီယဟန်တော်ကရေမိုးချိုးပေးတန်တန်ရှင်းရှင်းဖြစ်အောင်တော့လုပ်ပေးတယ်လို့ဆိုတယ်ပြီးတော့သူ့ကိုကိုရင်ကြီးဝက်ပေးပြီးတော့ယဟန်ခံပေးလိုက်တယ်ပေါ့အဲ့ဒါနဲ့သူ့ရဲ့ပစိုးနွမ်းလေးကိုလွှတ်ပြလိုက်တာမဟုတ်ဘူးစောတော့ကကျောင်းဘဝမှာတွန်းတုံးထောင်ထားတဲ့တစ်ပင်ကိုသွားပြီးတော့ချိတ်ထားလိုက်တာအဲ့ဒီတစ်ပင်ပေါ်တစ်ကိုင်းတစ်ကိုင်းမှာတင်ထားလိုက်တာအဲ့ဒီယဟန်တော်ကမြတ်စွာဘုရားရဲ့ဘုံရိပ်ကံရိပ်ကိုအမိပြုတ်ပြီးတော့ရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်အလွန်ချမ်းသာတယ်ပေါ့နောက်ပစ္စည်းလေးပါလဲပူပန်စရာမလိုဘူးပြောရရင်ကောင်းကောင်းစားရတယ်ကောင်းကောင်းနေရတယ်ဒါကြောင့်အချိန်တိုလေးအတွင်းမှာပဲနော်ပြောင်ဖြစ်လာတယ်စိတ်လည်းအလွန်ချမ်းသာတယ်သူ့ဘဝရဲ့အချိုးအကွေကြီးပေါ့နော်သူ့ကိုယဟန်ပြုတ်ပြီးတဲ့ယဟန်ကိုလည်းအလွန်ကျေးဇူးတင်တယ်ဩစောတော်လေးရစားငါဒီလိုဘဝမျိုးကိုရောက်ခဲ့လို့ရှိရင်တော်ကောင်းမှာယဟန်ပြုတ်ရတာနောက်ကျလိုက်တာပျော်တယ်ပေါ့နော်ယဟန်ဘဝမှာဒါပေမဲ့စိတ်ဆိုတာခက်တယ်အဲ့လိုပြောနေတဲ့ကြားတွေကပဲဖောက်လာဘာဖြစ်လာတော့ဆိုတော့လူထွက်ချင်တယ်တဲ့ဟုတ်လားအဲ့လိုလူထွက်ချင်တဲ့စိတ်ကြီးဘာလို့ပေါက်လာတော့နော်ဒီသင်္ကန်းဝတ်ကြီးနဲ့သူကဘလောက်လွတ်လပ်ကြီးဆိုးလို့မိုက်လို့ရမလဲမရဘူးနော်တကယ်လို့တောက်ချင်စားချင်တဲ့စိတ်တွေပေါက်လာတယ်ဆိုရင်လုပ်လို့မရဘူးလေဟုတ်လားဒါကြောင့်လူဝတ်နဲ့သာလဲထင်တယ်လို့ဆိုးလို့မိုက်လို့ရတာတော့ဆိုးချင်မိုက်ချင်စိတ်ပေါက်လာတယ်လို့ပဲဆိုကြရမှာအောင်လူထွက်ချင်တဲ့စိတ်ကြီးပေါက်လာတယ်ဖောက်လာတယ်ဒါပေမဲ့ तू အတုကို तू နားလေတယ်ဒါဟာမတင့်တော်တဲ့အတွေးပဲဒါဟာမဖြစ်တဲ့စိတ်ပဲလို့နားလေတယ်နောက်ဒီစိတ်ကြီးကိုငါဆိုပြီးတော့ဒါငါအတွေးငါမှန်တယ်ဆိုပြီးတော့အဲ့လိုငါဇွဲကြီးနဲ့သိမ့်ထားတာမျိုးမဟုတ်ဘူးဟုတ်လားသူ့စိတ်ကို तू နားလေတယ်ဒီဟာမဖြစ်တဲ့အတွေးငါ့ကိုကောင်းကောင်းဒုက္ခပေးမဲ့အတွေးပဲနော်အဲ့ဒါကြောင့်မလို့ तू ကယောနိသောမနတိကာရလို့ဆိုကြပါစို့ယောနိသောမနတိကာရဆိုတာကကိုယ့်ရဲ့စိတ်ကိုအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်တင့်လျောက်ပတ်တဲ့မှန်ကန်တဲ့အကြောင်းဒီလမ်းများဖြင့်နောက်စဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်တာကိုယောနိသောမနတိကာရဒါတိုက်ပွဲတစ်ပွဲဆင်နွှဲနေရတာနဲ့တိတ်မထူးဘူးနော်သူ့စိတ်ထဲမှာဖြစ်နေတာညံကဒါမဖြစ်သင့်ဘူးနော်ဒီလိုမလုပ်သင့်ဘူးဒီလိုမတွေးသင့်ဘူးလို့ညံကတစ်ဖက်ပေါ့နော်မွေးရပါလို့ဆိုကြပါစို့မကောင်းတဲ့အနုတ္တယဘက်ကလည်းပဲသူလှုပ်ချင်တာကိုသူဇော့အတင်းတောင်းဆိုမယ်ပေါ့ဒါကိုကအဲ့ဒါကိုငါလှုပ်ပြီးတော့သူ့ကိုလိုက်လျောလိုက်မယ်ဆိုရင်ကိုဆင်းရဲရမှာပေါ့နော်အဲ့ဒါကိုယ့်ရဲ့အတိညာဏ်ကတစ်ဖက်ဒီဘက်ကမွေးရပါနော်ဇာတိစိတ်လို့ဆိုကြပါစို့ဆိုချင်မိုက်ချင်တဲ့စိတ်ပြောချင်ပါချင်တဲ့စိတ်ကတစ်ဖက်ပေါ့အဲ့ဒါလွန်ဆွဲတယ်လို့ဖြစ်နေတယ်အဲ့သူ့ဘက်ကအားကောင်းအောင်နိုင်သွားအောင်ဘယ်သူကအားပေးမယ်တော့ဘယ်သူပါဖို့လို့တော့ဆိုရင်ယောနိသောမနတိကာရလို့တယ်တကယ်လို့သာသူဟာတင့်လျောက်ပတ်လျောကန်းအောင်စဉ်းစားတတ်မယ်ဆင်ခြင်တတ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဉာဏ်ဘက်ကနိုင်သွားမယ်ပေါ့နော်အဲ့လိုနိုင်သွားလို့ရှိရင်စိတ်ဆိုးစိတ်မိုက်စိတ်ရိုင်းရဲ့တော့ဒုက္ခပေးတာကိုသူမခံရအောင်အဲ့ဒါနဲ့သူ့ကိုယ်သူစူးစမ်းပြီးတော့ဆုံးမတယ်ဒါမတင့်တော်ဘူးဒါမတင့်တော်ဘူးငါအလွန်ဆင်းရဲတဲ့အနေထားကနေပြီးတော့အလွန်ချမ်းသာတဲ့ဘဝကိုရောက်လာတာစောတော်တုန်းကပျော်လိုက်တာကောင်းလိုက်တာယဟန်ပြူရတာနောက်တောင်ကြတယ်လို့ထင်ကြတုန်းကလည်းဒီစိတ်ပဲနော်အခုမြန်ပြေးခြင်းပြီဆိုတော့လေဒီစိတ်ပဲစိတ်ရဲ့သဘာဝကမနေ့ကပြောခဲ့တယ်မှတ်မိလားမယုံရဆုံးသောအရာကိုယ်စိတ်ပဲဆိုတာဟုတ်တယ်မဟုတ်လားသူအမျိုးသတင်းပေးနေတာပဲလေကောင်းတယ်ဆိုတော့လည်းသူပဲမကောင်းဘူးဆိုတော့လည်းသူပဲအဲ့ဒါကို तू နားလေတဲ့သဘောပေါက်တယ်အဲ့ဒါကြောင့်မလို့ तू ကဒီဥစ္စာကြီးကိုလွတ်ပြီးတော့အမှန်ဆိုပြီးတော့မလိုက်လျောလိုက်ဘူးသူ့ကိုတတ်နိုင်တယ်များထိမ့်သိမ့်မယ်အဲ့ဒီထိမ့်သိမ့်တာကိုဘာနဲ့ထိမ့်သိမ့်မလို့ယောနိသောမနတိကာရနဲ့ထိမ့်သိမ့်ရမှာဟုတ်လားအဲ့ဒီယောနိသောမနတိကာရနဲ့ तू ကြိုးစားတယ်ဒါပေမဲ့တိတ်ပြီးတော့မနိုင်ဘူးမနိုင်တဲ့အခါကျတော့ငါအကူညီယူမှဖြစ်မယ်ငါဘက်ကနိုင်အောင်ငါအကူညီယူမှဖြစ်မယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ကောင်းကိုင်းစိုက်ချပြီးတော့ကျောင်းပြင်မဲ့ထွက်သွားတယ်ကျောင်းပြင်မဲ့ထွက်သွားပြီးတော့ကျောင်းဘဝမနီမွေးကတစ်ပင်မှာသူယဟန်ပြုတ်ကနေတုန်းကထောင်ထားခဲ့တဲ့ထွန်းတုံးကြီးရှိတယ်ဟုတ်လားနော်သူရဲ့ရှိစုမဲ့စုပိုင်ဆိုင်မှုလို့ဆိုတဲ့ပစိုးနွမ်းလေးရှိတယ်အဲ့ဒီပစိုးနွမ်းလေးကတစ်ပင်မှာချိတ်ထားတယ်ထွန်းတုံးကတစ်ပင်မှာထောင်ထားတယ်အဲ့ဒီနားမှာခြေစုံရက်ပြီးတော့အဲ့ဒီထွန်းတုံးနဲ့ပစိုးနွမ်းကိုသူစစ်ကြည့်ဟုတ်လားဒါပါလေအကူကြီးယူတာနော်သူမနိုင်တော့လို့ဒီအာယုံကိုအကူကြီးယူတာအဲ့ဒီအာယုံကသူ့ကိုဘလို့အတွေးတွေဖြစ်စီမလဲနော်တရားဓမ္မတို့ဦးဇင်းတို့မှာအသေးသေးတချို့ဆိုရင်ကိုယ့်ဘဝမှာအမှတ်ရစရာလေးတွေရှိနိုင်တယ်နော်သူများအတွက်ဘာမှမထူးခြားဘူးအဲ့ဒါက
ဒါပေမဲ့ကိုယ့်အတွက်တော့အရန်ထူးခြားတဲ့အမှတ်တရလေးတွေမရှိနိုင်ဘူးလားနော်ဒါကိုမြင်လိုက်တာနဲ့စိတ်ကတခါလေအတိတ်ကိုအဝေးကြီးပြန်ရောက်ဟုတ်တယ်ဟုတ်လားရှိရနော်ကောင်းတာရောဆိုတာရောမျိုးမျိုးပေါ့လေဟုတ်လားအခုလည်းသူကအဲ့ဒီနီးကိုသုံးတာဒီထုံထုံးတဲ့ပစိုးနှွမ်းကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာဘာတွေတွေးမလို့မင်းအလွန်မိုက်တယ်လို့ဒီအဖြေပဲထွက်မှာဟုတ်တယ်မဟုတ်လားမင်းမပိုင်တာဆိုလို့ရှိတာဆိုလို့ဒါလေးပဲရှိတာဒီလောက်ဆင်းရဲတဲ့ပူလောင်တဲ့ရှုပ်ထွေးတဲ့အနေထားတဲ့ကိုစွတ်အတင်းခုံပြီးတော့ချရင်တာဘာအားကိုနဲ့မင်းသွားကျင်တာတော့သူ့ကသူဘာလုပ်နေရတော့စောင်းမတာနော်စောတော့ဒေသနာရပြောမစွန်ဒါသူ့ကသူစောရကတက်နေတာမင်းဒီလိုလုပ်တာကောင်းလားကြည်သမ်းမအောင်ဒါသူ့ကသူစောရကတက်နေတာဟုတ်တယ်မဟုတ်လားဒါလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ယောနိတော်မနတိကာရအာကောင်းအောင်အာယုံကိုအကူအညီယူတာ哦အဲ့တော့သူ့စိတ်ထဲမှာပိုးပြီးတော့ထိတ်လန့်သွားတယ်ဩငါတော်တော်အသုံးမကျတာပဲအဖြေမှန်ကြီးရရနော်ဒါစုံသန်းရလည်းမရဘူးလားရှောက်တယ်နော်သူ့ကသူစောရကတက်လိုက်တဲ့အခါကျတော့စုံသန်းပြီးသားလည်းဖြစ်သွားတာပေါ့ဩတော်တော်မဟုတ်တာပဲအဲ့ဒါနဲ့စောစောကလူထွက်ခြင်းတဲ့စိတ်ကငြိမ်ကြသွားတယ်နိုင်သွားတယ်ပေါ့နော်အဲ့လိုနိုင်သွားတဲ့အခါကျတော့သူဘာလုပ်တော့ပြန်လာပြီးတော့ရဟန်းဘွားမှာဒီလိုပဲပျော်ပျော်မှုမိနေပြန်ရောက်ဒါပေမဲ့စိတ်ကမရပြန်ဘူးထပ်ပြီးတော့ဖောက်လာပြန်တယ်နော်ထပ်ပြီးတော့ဖောက်လာပြန်တယ်အဲ့သူနားလေတယ်ဟောဒီစိတ်ကြီးဖောက်လာပြန်ပြီဒီယောဂဟောင်းထလာပြန်ပြီသူသိတယ်အဲ့တော့ဘာလို့တုံးဆိုယောဂကဒီယောဂပဲဆိုတော့နော်ဆေးကလည်းဒီဆေးပဲပေါ့ဟုတ်လားဒီယောနိတမနိတိကာရနဲ့သူ့ကိုယ်သူပဲဒါဖြစ်လာပြန်ပြီတိုက်ခိုက်တယ်ကြိုးစားပြီးတော့တိတ်တိတ်ပုံလုံနေတာပဲဒါဘယ်သူမှဒီလိုကြီးသူ့မှာကြိုးစားရုန်းကန်နေရတယ်ဆိုတော့ဘယ်သူမှမသိပါဘူးသူတယောက်တည်းရုန်းကန်နေရတယ်နိုင်လားဆိုတော့မနိုင်တဲ့အခါသူပဲသွားတော့အကူကြီးရှိရသွားမယ်ပေါ့ဟုတ်လားပဲရောက်သွားတော့ထုံထုံနဲ့ပစိုးနွမ်းလေးချိတ်ထားတဲ့ထုံထုံထောင်ထားတဲ့သစ်ပင်ချီရင်ရောက်သွားတယ်ကြည်ပြန်တဲ့ဒီအာယုံကိုအဲ့ဒီအာယုံကသူ့ကိုအတွေးတစ်ခုခုပေးလိုက်မယ်ဟုတ်လားအဲ့ဒီအတွေးကဘာလဲသူ့ဘက်တော်သားဖြစ်မယ်နော်ဟုတ်လားအဲ့ဒီမှာပြန်ပြီးတော့ငြိမ်သွားပြန်တယ်ကြောင်းပြလမ်းများတယ်ဟုတ်နေပြန်တယ်ဒါပေမဲ့ပြန်လာမကြဘူးဖောက်ပြန်တယ်ဟောဒါဒီဘဝမှာယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ပဲအာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့စိတ်ကိုတောင်မှမှွေနောက်ခြောက်ချားနိုင်တယ်ဆိုတာလေးကလည်းစဉ်းစားရပါဦးဇင်းတို့မင်းကုန်းတထုံစီတုံဆရာတော်ကြီးဆိုတာရှိတယ်နောက်ပိုင်းကျတော့အနာဂံလို့လည်းပြောကြတာရှိတယ်ပေါ့နော်ယဟန္တာလို့သမုတ်ကြတာလည်းရှိတယ်မဟာကြီးဆိုတော်ကြီးရဲ့ဆရာပေါ့ဘုန်းတို့စကိုင်းမြို့နယ်တွေကသူ့ရဲ့ဇာတိရလူ3ကထွက်တယ်သိလားတခါဆိုဇွတ်ထွက်တယ်သူညီမတွေကိုစိတ်မချလို့ဆိုပြီးထွက်သွားတာစာလည်းအရန်တက်တယ်သူပါဠိလိုရေးတဲ့ကျမ်းစာတွေတောင်ရှိတယ်အမင်းကုန်းတထုံစီတွန်းဆရာတယ်အဲ့ဒါကိုဆရာကြီးဦးထေးလိုင်ကရဟန္တာနဲ့ပုဂ္ဂိုလ်တွေထဲမှာရေးထားတာလင်းချက်ကဲအတန်ငယ်ဆိုပြီးဘယ်ဇတ်တော်လေးမှမသိဥပုံညာရေးတဲ့စာလို့ပြောတယ်နော်ဇက်ပွဲတစ်ပွဲရှေ့ကဇက်တော်တစ်ခုကပြတာပေါ့နော်ဇက်ပွဲကပြီဆိုလို့ရှိရင်နေ့လည်နေခင်းမှာဟောတကောင်ရံလောက်မှာသူပြက်ဇက်ပေါ့နော်ညမနေ့လင်းကနေကြတော့ဇက်ထုတ်ပေါ့နော်အဲ့ဒါဇက်ထုတ်ကပြနေတာလင်းချက်ကတွန်းနေပြီတဲ့လင်းတော့မယ်ရောင်ဒီတောင်လာနေပြီဒါပေမဲ့ဇက်ရည်ကမလဲသေးဘူးဟုတ်လားဇက်ရည်ကမလဲသေးဘူးလင်းချက်ကဲအတန်ငယ်ဆိုပြီးဘယ်ဇက်တော်လေးမှမသိတော့ကြဘလူးဆိုင်ထွက်လာလိုက်တော့ကြတရားမင်းထွက်လာလိုက်တော့ကြအမတ်ထွက်လာလိုက်နဲ့ဇက်ကဇက်ရည်ကမလဲသေးဘူးအဲ့ဒါ तू ကဒီဇက်ပြီးလို့ရှိရင် तू ကဇက်ကသိမ့်တော့မှာ तू ရဟန္တာဖြစ်ရင်ဇက်ကသိမ့်မှာဩဇက်သိမ့်မှာဆိုတော့အတိတ်ကလုတ်ခဲ့တဲ့ကံတွေရဲ့ကျိုးဆွဲရကို तू ကအမြန်ကပြနေတာဇက်လန်းဟုတ်လားသဘောပေါက်လားမသိဘူးဒါခံစားတတ်မှဆိုရင်အလွန်ယတ္တရှိတယ်နော်ဒီစကားကလင်းချက်ကဲအတန်ငယ်ဆိုပြီးဘယ်ဇက်တော်လေးမှမသိကြည့်နေရတာဘာဘလို့ရန်ဇက်ကသိမ့်သွားမလဲရိတ်ကိုမရိတ်မိသေးဘူးဟုတ်လားအခုဒီယဟန်ကလည်းအဲ့လိုဖြစ်နေဘာဖြစ်ရှင်တော့လူထွက်ခြင်းတယ်သူစူးစမ်းနေရုန်းကန်နေရမနိုင်ဘူးနော်မနိုင်တော့စောစောကသူ့ရဲ့အကူကြီးရမယ့်နေရာကိုသွားတယ်အဲ့ဒါစားထဲမှာရေးပြထားတာဘယ်လိုရေးပြထားတော့အချိန်ချင်းအဖန်ဖန်နဲ့သူဘယ်လောက်သွားတယ်လို့မသိဘူးခဏခဏလူထွက်ခြင်းသိပေါက်လို့အဲ့ဒီနေရာကိုသွားတယ်နော်အချိန်ချင်းဖန်ဖန်ကဘယ်လောက်တုံးဆိုရင်မှန်းဆလို့မရဘူးလမ်းကလေးတောင်ပေါက်နေတယ်တဲ့အဲ့ဒီသစ်ပင်ဒီကိုသွားတဲ့နေရာဟုတ်လားလမ်းလေးတောင်ပေါက်နေတယ်ခဏခဏဖြစ်နေတယ်အဲ့ဒါနဲ့တရင်သုံးပေါ်ရန်တွေကငါရှင်ဘယ်ကိုသွားတာတော့မေးတဲ့အခါကျတော့ဘာပြန်ပြောလို့ဆိုဆရာကြီးသွားတာလို့ပြောတယ်ဟုတ်လားနော် तू ကစကားပြောရလဲကောင်းတယ်လို့ဆိုရမယ်နော်ပါတယ်တော့ဆရာကြီးသွားတာတဲ့ဒကာသမားတို့ဦးဇင်းတို့မှလည်းပဲအဲ့လိုဆရာလေးတွေအသီးသီးတော့ရှိတဲ့တယ်သူ့လိုထုံထုံနဲ့မစိုးနွမ်းတော့ပဲဟုတ်မလို့ဟ
ဟုတ်လားကိုလည်းပဲကိုယ့်ရဲ့စိတ်ကိုကောင်းသွားစေမယ်ဆရာကောင်းတော်ရှိတဲ့နဲ့ဒါကြောင့်မို့တရားတွေနာလိုက်ရင်စိတ်ကလေးငြိမ်ပြီးတော့ကောင်းသွားဆိုအဲ့တရားကိုယ်လေးနဲ့အဲ့တရားစတစ်လေးနဲ့ကက်ဆက်လေးကကိုယ်ဆရာပေါ့ဟုတ်တယ်မဟုတ်လားစာတွေဖတ်လို့ကောင်းသွားတယ်ဆိုရင်အဲ့ဒါကိုယ်ဆရာပေါ့ဘာကိုဘယ်ရာငါစိတ်ကိုပိုးကောင်းသွားစီမလဲနှီးမျိုးစုံနဲ့ကိုယ်စူးစမ်းမှာရုန်းကန်မှာဟုတ်ရဲ့လားနော်ဒါကဘာခေါ်တော့ယောနိသောမနတိကာရကိုမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့ဒါနဲ့နောက်တော့တဖြည်းဖြည်းနဲ့လူထွက်လူစိတ်ကကျဲသွားတယ်သူအရှုံးမပေးဘူးနော်အရှုံးမပေးဘူးဟုတ်လားတဖြည်းဖြည်းနဲ့သူ့ဆရာကြီးကိုသွားရတဲ့ခောက်ရည်နင်းနေသွားတယ်အဲ့ဒါနဲ့ဘာဝနာကိုဇောက်ချပြီးတော့တကယ်ကြိုးစားတဲ့အခါကျတော့အာတောကုန်ခံယန္တာဖြစ်တယ်အဲ့လိုယန္တာဖြစ်ပြီဆိုတော့သူ့ဆရာကြီးကိုသူသွားစရာမလိုတော့ဘူးဟုတ်လားအကူကြီးတောင်းစရာမလိုတဲ့အတွက်ကြောင့်ဆရာကြီးလည်းသွားစရာမလိုဘူးအဲ့တော့ယဟန်တော်တွေကသူ့ကိုမေးကြတာအားရှင်တင့်ဆရာကြီးကိုမသွားဘူးလားခုမသွားတာကြာပါပြီအဲ့တော့သူကဘာပြန်ပြောတော့ဆိုတော့ငါတို့ချင်းဆက်ဆံမှုရှိတုန်းကသာသွားရတာပါတဲ့အခုငါတို့ချင်းဆက်ဆံမှုမရှိတော့ဘူးတဲ့အဲ့ဒီစကားလေးလည်းကောင်းတယ်နော်ဆက်ဆံမှုရှိရင်သွားရတာပဲဟုတ်လားအဲ့ဒီဆက်ဆံမှုကကိုယ်ကိုဆွဲခေါ်နေတာမလာလို့ကိုမရဘူးမသွားလို့ကိုမဖြစ်ဘူးဟုတ်တယ်မဟုတ်လားအဲ့တော့ယဟန်တော်တွေကနားလေတယ်ဩဒါအရဟတမဉ္ဇဉ်အရဟတဖို့ဉ္ဇဉ်ရတယ်ဆိုတာကိုဝန်ခံနေတာသူကသူယဟန်တာလို့ပြောနေတာအဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားပြီးတော့ရှောက်တယ်နော်ဒီယဟန်ကအဲ့လိုမျိုးပြောနေတယ်အဲ့မှာမြတ်စွာဘုရားခေါ်တော်မူပြီးတော့ယဟန်တွေရဲ့ရှေ့မှာဟုတ်တယ်တဲ့သူဟာသူပြောတဲ့အတိုင်းမှန်တယ်ယဟန်တာဖြစ်နေတယ်အဲ့ဒီမှာပဲသောသောကဂါထာလေးကိုဟောပြတာဒါသူ့ရဲ့အကျိုးစီးပွားအတွက်မဟုတ်ဘူးသူ့ရဲ့ဖြစ်ရက်ကိုအခြေခံပြီးတော့ကျမ်းတဲ့တရားနာနေတဲ့လူတွေရဲ့အကျိုးစီးပွားအတွက်မြတ်စွာဘုရားကသောသောကဒေသနာလေးကိုဟောတာမသူဘလောက်ကြိုးစားရုန်းကန်ခဲ့ရတယ်လဲဆိုတာလေးနဲ့နှိုင်းယှဉ်ပြီးတော့သောသောကဒေသနာလေးကိုစဉ်းစားရမှာနော်အတ္တနာသောတယတနာပฏิမန္တေထအတ္တနာသောအတ္တဂုတ်တာတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိသူတကယ်စစ်မှန်တဲ့ချမ်းသာကိုသူရသွားပြီယန္တာဖြစ်သွားပြီဆိုတော့ဘာလို့စစ်မှန်တဲ့ချမ်းသာကိုသူရသွားတော့သူ့ရဲ့စိတ်ထဲမှာဘာကိလေသာမှဝင်လို့မရတော့သူ့ရဲ့စိတ်ဟာရာနှုံးပြည့်စိတ်ချလက်ချလုံခြုံသွားပြီဝင်လျာကိလေသာကိုသူ့မှာအနုတ္တယသဘောမရှိတော့ဘူးဘာလို့သူကအဲ့လောက်ထိသူ့ရဲ့စိတ်ကြီးကလုံခြုံသွားတာတော့သတိရှိလို့နော်အပမာဒနဲ့သူစူးစမ်းအထုတ်ခဲ့လို့ဘာလို့သူအဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းကိုစူးစမ်းအထုတ်ဖြစ်တာတော့သူ့ကိုယ်သူအခြေအနေမှန်ကိုသိတယ်နားလေတယ်သူ့ကိုယ်သူစောတကအကျင့်မောင်းများစွာတက်ခဲ့တယ်ဟုတ်လားအရှုံးမပေးလိုက်ဘူးနော်ကောင်းအောင်လုပ်မယ်ကောင်းအောင်လုပ်မယ်ဤမျိုးစုံနဲ့သူလုပ်မယ်သူစူးစမ်းအထုတ်ခဲ့တဲ့အနေအထားလေးတွေနဲ့ဒေသနာကိုရှင်းပြီးတော့တွေးကြည့်ရင်ပို့ပြီးတော့အရသာရှိမယ်ပေါ့ဟုတ်လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ကိုကောင်းကျင်တယ်မစစ်မှန်တဲ့ချမ်းသာကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်ကလေးလုံခြုံမှုရှိဖို့လိုတယ်စိတ်ကလေးလုံခြုံခြင်းနဲ့ဆိုရင်ဒီစိတ်ကိုဘာနဲ့ကာဝယ်ဆောင်ရှောက်မလို့တတိနဲ့ကာဝယ်ဆောင်ရှောက်ရမယ်ဒါလမ်းစဉ်ကတော့သိထားကြပြီးသားပဲဟုတ်လားသို့တော့ခက်နေတာကအဲ့ဒီတတိကဘာဖြစ်နေလဲလွတ်နေတယ်ဘာလို့တတိကလွတ်နေတာတော့ဝရိယနဲလို့နော်ဝရိယဘာလို့နဲတာတော့ယုံကြည်မှုနဲလို့ဒါပဲတွတ်တူဆက်နေတာနော်လမ်းမှာတော့ဒကမာကြီးနဲ့ပြောရသေးတယ်နော်တရားကလည်းရကျင်လိုက်တာတဲ့နော်ကြိုးလဲကြိုးစားပါရဲ့တရားကလည်းမရဘူးတရားကလည်းခက်လိုက်တာလို့ပြောတော့တဘာဝရိပ်သာဆရာတော့ပြောတယ်တဲ့ပြောမနေနဲ့အဲ့ဒါတကယ်မရကျင်လို့တကယ်မလုပ်လို့မရတာဘာမှမဟုတ်အပူတွေလို့ပြောတယ်ဟုတ်လားနော်စဉ်းစားကြည့်နော်တကယ်တရားရကျင်တယ်ဆိုရင်ရမှာနော်အခုတရားသမားတို့ရောဥရှင်တို့ရောအခုကတော့အပြောတွေဖြစ်နေတာပေါ့ဟုတ်တယ်မဟုတ်လားတကယ်ရကျင်ရမှာမရတာဘာဖြစ်လို့မရတကယ်ကိုရကျင်တဲ့စိတ်ကမထက်တန်လို့ခုစဉ်းစားလေကိုဒါကိုဘယ်လောက်ရကျင်လဲမရကျင်လဲဆိုတာကိုဘယ်လောက်ရှာနေလဲရှာမနေဘူးလဲဆိုတာကိုစစ်ကြည့်ကိုဘာတွေရှာနေတော့စဉ်းစားကြည့်တရားရှာရင်တရားရမှာပေါ့ဟုတ်တယ်မဟုတ်လားကျန်တဲ့ချိန်တွေမှာဘာတွေရှာနေတော့အများကြီးပဲလေရှာနေတာဒီမှာနည်းနည်းမှမဟုတ်ပဲဟုတ်လားအမျိုးမျိုးရှာနေတာအဲ့တော့ကိုရှာတာဘာတွေရှာတာလို့ဆိုရင်ကိုတမှုရှိတဲ့ထင်တာတွေရှာတာပဲကိုကောင်းတဲ့ထင်တဲ့တွေရှာတာပဲကိုအရေးကြီးတဲ့ထင်တာကိုရှာတာပဲငါမဖြစ်မနေလို့ကိုထင်တာနော်တချို့ကဒါကိုရဲ့ဉာဏ်ကမပေးတဲ့အတိအမြင်တိုင်းဘာလုပ်နေကြတော့ရှာနေကြတာအဲ့ဒါယုံကြည်မှုဆိုတာအဲ့ဒါကိုယဉ်ညွှန်းတာနော်ကိုကဘယ်ဟာကိုတန်ဖိုးရှိတယ်လို့တကယ်ယုံကြည်တာလဲဘယ်ဟာကိုကိုကတကယ်ရထိုက်တယ်လို့တကယ်ယုံကြည်တာလဲဟုတ်တယ်မဟုတ်လားတရားကိုလည်းပဲတန်ဖိုးမရှိဘူးလို့တန်ဖိုးရှိတယ်လို့မယုံကြည်ဘူးလို့မဆိုလို့ယုံတော့ယုံတယ်လို့တော့ယုံတယ်
ဒါပေမဲ့ဓမ္မဒါဆိုတဲ့အဆင့်ထိယုံကြည်မှုကမထက်တန်သေးဘူးဒါကိုရည်ညွှန်းတာနော်ထိုက်တဲ့တရားတရားရှိလို့ဒါဒီနေရာရောက်လာကြတာဟုတ်တယ်မဟုတ်လားဟောဒါအလွန်ကောင်းတယ်ဒါလုံးဝဖြစ်မဲ့ရှုပြီးတော့ဒါရောက်လာကြတာပါဟုတ်လားသို့တော့တရားဘာလို့မရသေးတာလဲလို့မေးရင်ရာလောက်တဲ့ကြိုးစားအထောက်မှုမရှိလို့ရာလောက်တဲ့ကြိုးစားအထောက်မှုကဘာလို့မရှိတာတော့လို့မေးရင်အဲ့ဒါကိုတကယ့်ကိုလှိုက်လိုက်လဲလဲဥလိုက်သေးလိုက်ဓမ္မဒါဆိုတဲ့စိတ်ယုံကြည်မှုမထက်တန်တော့ဟုတ်တယ်မဟုတ်လားဒါလိုတယ်နော်ဒကာကြီးမိုင်းများနော်ဒါကြောင့်အခုဒီမှာဘာလို့သူ့ရဲ့စိတ်ကလုံခြုံတာတော့လို့မေးရင်သတိရှိလို့ဘာလို့သတိရှိတာတော့လို့မေးရင်သူ့အခြေအနေသူနားလေတယ်သူ့ကိုယ်သူစောရကတက်မှုတွေအများကြီးရှိတယ်အများကြီးကြိုးစားတယ်ဟောငါချမှတ်ထားတဲ့ပန်းတိုင်ကဘာလဲလမ်းစဉ်ကဘာလဲငါရကျင်တာကဘာလဲအဲ့လိုဆိုရင်ငါအခုလုပ်နေတဲ့အလုပ်ကငါရကျင်တဲ့ဟာနဲ့ငါရကျင်တာကိုရမဲ့ဟာနဲ့ထိုက်တန်တဲ့အလုပ်လားဒါပါလေလို့မေးရင်ကိုစောရကတက်နေတာပဲလေမင်းကရကျင်တယ်လို့ပြောတော့ဒါလို့ပြောတယ်တကယ်လုပ်နေတာကြီးကဒီပြင်ဟာရဖို့အတွက်လုပ်နေတယ်ကဲအဲ့ဒါဘာလုပ်တာတော့ကိုစောရကတက်တာအောင်စောရကတက်ဖို့ level နီးလန်းတွေကလည်းအများကြီးတော့သိဖို့လိုတယ်နော်ဆိုကြပါစို့အခုအခွင့်ကောင်းအခါကောင်းလို့လူတိုင်းနားလေတယ်ဘာကိုရှင်းညွှန်းပြောတာလဲမြတ်စွာဘုရားဟောထားတဲ့လုံးဝမလွဲနိုင်အောင်မှန်ကန်တဲ့တရားဒေသနာတွေကိုသိခွင့်မြင်ခွင့်နားလည်ခွင့်ရတဲ့သာသနာနဲ့တွေ့ကြုံခွင့်ရှိနေတဲ့တွေ့နေတဲ့အနေအထားလေးကိုဒါအခွင့်ကောင်းအခါကောင်းလို့ပြောတာဟုတ်လားဒါတင်လားဆိုတော့မကဘူးကိုကပါလေသိနိုင်မြင်နိုင်တဲ့ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အခြေအနေကလည်းပဲအဲ့ဒါနဲ့ထိုက်တန်တဲ့အရည်အသွေးရှိတဲ့အနေအထားတစ်ခုကိုရမထားဘူးလားရထားတယ်နော်နဝမခဏလို့စာကသုံးတာပေါ့နော်ရက်ပြည့်၈ပါးလွန်ထားတဲ့၉ခုမြောက်တန်ဖိုးကြီးမားလာတဲ့ခဏအခွင့်အရေးနဲ့ပြည့်စုံတဲ့ခဏကိုဖြစ်နေတဲ့လူအဖြစ်ကလေးကနည်းနည်းရလူအဖြစ်မဟုတ်ဘူးနော်အဲ့ဒီအခွင့်ကောင်းအခါကောင်းကိုလည်းပဲနားလည်ရမယ်နားလည်ပြီးတော့ဒီလိုအခြေအနေကြီးနဲ့ကြုံနေတဲ့လူကဒါကြီးကိုရပိုင်ခွင့်ရှိပါလဲနဲ့ဘာမဟုတ်တာကိုရဖို့အတွက်ကြိုးစားအထုတ်နေခြင်းဟာဒါဟာတင့်တော်သလားလို့ကိုပြင်းပြင်းထန်ထန်မေးခွန်းထုတ်ဖို့မလိုဘူးလားအဲ့ဒါဘာလို့တာတော့စောရကတက်တာနော်တချို့နိုင်ငံရေးသမားတွေရှိရနော်အပြိုင်ဆိုင်တယောက်ကိုတယောက်အပြင်းထန်မေးခွန်းထုတ်တာနော်ဟုတ်တယ်မဟုတ်လားဘာလို့ကြရတော့စောရကတက်တာနော်မင်းပြောခဲ့တော့ကတော့ဘယ်လိုအခုလုံနေတာပါရံဖြစ်တယ်လို့ကိုချတာနော်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲဒကာသမားတို့ဦးချင်းတို့တွေကိုရံဖြစ်တယ်လို့မျိုးကိုစောရကတက်ဖို့မလိုဘူးလားလိုတယ်နော်စောရကတက်မယ်ဆိုရင်တော့စောရကတက်เสียအားကြီးပဲဒကာသမားတို့ဦးချင်းတို့ဟာစောရကကိုတက်မယ်ဆိုရင်တက်เสียအားကြီးပဲဘာလို့လဲကို့မှာစောရကတက်เสียအပြည့်ရှိတယ်နော်အားမရเสียမကျင်တတ်เสียမဟုတ်တာတွေအများကြီးရှိတယ်ဒါလူတိုင်းမှာရှိတယ်ဘုံဘုံတို့မှာလည်းရှိတယ်ဒကာသမားတို့မှာလည်းရှိတယ်ရှာတတ်ဖို့လိုတယ်ရှားပြီးတော့အဲ့ဒါကိုနှိုက်ထုတ်ပြီးတော့စောရကတက်နိုင်ဖို့လိုတယ်ပြီးရင်ဘာလုပ်ရမလို့စုံစမ်းရအောင်မယ်စစ်ဆေးရအောင်မယ်ကိုငါဘလို့အခြေအနေရောက်နေတော့ဟုတ်လားအဲ့ဒီလိုမျိုးတွေပြင်းပြင်းထန်ထန်လုံမနော်ကိုချမှတ်ထားတဲ့လမ်းစဉ်ကိုမြင်မှန်းထားတဲ့ပန်းတိုင်ဒါကိုမမိတ်မဲ့တော့ရှောက်ဖြစ်မှာဟုတ်တယ်မဟုတ်လားနော်အဲ့ဒီဟာတွေနဲ့အားပေးဖို့လိုတယ်နော်ကိုချထားတဲ့လမ်းကဘယ်လမ်းလဲကိုမြင်မှန်းထားတဲ့ပန်းတိုင်ကဘယ်ပန်းတိုင်လဲအဲ့ဒါကိုလည်းအရင်သဲကွဲဖို့တော့လိုသေးတာပဲနော်အဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီဒီကိုရောက်အောင်အမျိုးမျိုးသောတွန်းအားပေးပြီးတော့သွားဖို့မလိုဘူးလားလိုတယ်ဒါကတရားထုတ်ကြမဲ့တရားဓမ္မတို့အတွက်နော်အားဖြစ်စေမဲ့နော်ကိုနော်လမ်းကြောင်းကိုပိုးပြီးတော့တဲ့သွားအောင်တွန်းအားပေးနိုင်မဲ့အတွေ့အမျိုးဖြစ်ဖို့ပြောပြတာပါဒေသနာနဲ့ညီဟုတ်လားအဲ့တော့စောစောကမြတ်စွာဘုရားကနော်ကိုအဲ့ဒါလိုမျိုးတိုက်ခိုက်ပြီးတော့အရန်ယုံကံကြိုးစားပြီးတော့ရဟန္တာဖြစ်ခဲ့ရတဲ့အဲ့ဒီနင်္ဂလမထေကိုအကြောင်းပြုပြီးတော့ဒီဟောတဲ့ဂါထာလေးအများကြီးတရားလူတရားမြတ်ကိုရရတယ်လို့ဆိုတယ်ဒီဂါထာလေးကိုနာပြီးတော့ဟုတ်လားအဲ့တော့အဲ့ဒီဂါထာလေးနော်ဟောခဲ့ရတဲ့နော်ဒီယဟန္တာလည်းပဲယဟန်တော်လည်းပဲဒါပြိဋိဘံဆံသွားပြီပေါ့နော်သို့တော့ဒီဂါထာလေးကတော့တရားဓမ္မတို့ဦးဇင်းတို့ရှေးတုန်းကသူတော်ကောင်းကြီးတွေရဲ့ကျေးဇူးကြောင့်အခုချိန်ထိပြောနေနိုင်တယ်နားထောင်နေခွင့်လည်းရှိတယ်အများကြီးဒီဂါထာလေးကိုအကြောင်းပြုပြီးတော့စဉ်းစားခွင့်ကမရှိဘူးလားရှိတယ်ဟုတ်လားဒါကြောင့်ကိုကောင်းတဲ့ကောင်းအောင်ယောနိတော်မနတိကာရနဲ့အားပေးရမယ်ပေါ့နော်